哦，今年咯，人讲的没空么咯，看到呢，看见八卦嘞，对没心了吧？喏，是咯，就是盯着裤子咯，东片的，我看到看见，就那些波嘛，东片的，咱们都拿来买的，买的，咱们老不如亏啊没是吧？这种没来什么，就是那皮肤看多了，我喏是咯，没皮多了，所以呢，就喏第。DeepSeek ကိုကျွန်တော်မေးကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်စပြီးတော့ DeepSeek ကိုမေးကြည့်လိုက်မယ်သူဘာဖြေမလဲပေါ့နော်ဆိုတော့စကြည့်အောင် Okay ဆိုတော့ DeepSeek ကအဖြေတစ်ခုပေးတယ်ပေါ့နော်ဆိုတော့သူပြောတာ看见和看到在汉语中虽然都表示视觉感知但在使用场景和语义侧重上存在细微的差别。ဆိုတော့ဒီနေရာမှာ看见နဲ့看到ကတော့ကျွန်တော်တို့အမြင်အာရုံနဲ့ပတ်သက်ပြီးပြောတယ်တဲ့ဒါပေမဲ့သူကသုံးတဲ့နေရာမှာတချို့ကွဲပြားမှုတွေရောရှိတယ်တဲ့ဆိုတော့看见အရင်ပြောတာ看见更强调视觉动作的完整即视线接触到目标瞬间ဒီနေရာမှာတော့看见သူကတိုးတောင်းတဲ့အမြင်အာရုံပေါ့နော်ပို့ပြီးတော့မှတူတောင်းတယ်ခဏလေးအတွင်းမှာမြင်လိုက်ရအဲ့ဒီအရာကိုပြောလို့ရှိရင်看见သုံးတယ်တဲ့ဥပမာအနေနဲ့我一回头突然看见一只猫从墙上跳下来အဲ့ဒီမှာကျွန်တော်လဲလိုက်ရချိန်မှာပေါ့နော်ကျွန်တော်ရုတ်တရက်ကြီးနော်ကျောင်းတကောင်ကဒီအုတ်တိုင်းပေါ်ကနေခုံစင်းလာကိုကျွန်တော်တွေ့လိုက်တယ်ပေါ့နော်ဒါကျွန်တော်ချက်ချင်းတွေ့လိုက်တဲ့အရာကို看见နဲ့သုံးထားတယ်ပေါ့နော်ဆိုတော့看到ကိုပြန်ကြည့်ရမစင်看到更侧重观察的结果或持续状态可能包含对目标的注意或认知ဒီမှာ看到တော့သူကတော့ပို့ပြီးတော့မှနည်းနည်းကြာတယ်ပြီးတော့သူကဒီမြင်လိုက်တဲ့အရာကိုသူကလေ့လာစူးစမ်းတဲ့အပေါ်မှာအဲ့လိုမျိုးသုံးတယ်ပေါ့နော်ဆိုတော့ဥပမာအနေနဲ့ပြောမှဆိုရင်我看到他今天情绪很低落ဒီမှာငါဒီနေ့တွေ့လိုက်သူကအရင်ကိုစိတ်သက်ကြနေတာကိုကျွန်တော်တွေ့လိုက်ရတယ်ဗောနော်ဆိုတော့သတိထားမိသွားတယ်ဆိုတော့ဟုတ်ပြီ看到တော့သူသတိထားမိတာသူကစိတ်သက်အရင်ကြနေတာကိုကျွန်တော်တွေ့လိုက်တယ်အဲ့လိုမျိုးနေရာမှာသတိထားမိတဲ့နေရာမှာပို့ပြီးတော့သုံးတယ်တဲ့ဆိုတော့ပြီးနောက်ထပ်အောက်မှာဆက်ပေးထားတာ main နဲ့တွဲမယ်ဆိုရင်没看见နဲ့没看到နဲ့တွဲမယ်ဆိုရင်အဲ့မှာဆိုရင်没看见ဘယ်လိုသုံးလဲဆိုတော့我找了半天没看见钥匙ဒီမှာကျွန်တော်တနေ့ကုန်ရှာတာတော့မတွေ့ခဲ့ဘူးပေါ့နော်ဒါကြတော့没看见ကျတော့လုံးဝမတွေ့ဘူးလို့သုံးတယ်ဆိုတော့နောက်တစ်ခုက我没看到这条消息所以迟到了我没看到这条消息所以迟到了ငါဒီ message ကိုမတွေ့ခဲ့ဘူးပေါ့နော်ဒါကြောင့်မလို့ငါနောက်ကြတော့ရဲဆိုတော့没看到没看到တော့ကျွန်တော်တို့တတိမထားမိတာနည်းနည်းလေးတတိမထားမိတာအဲကြောင့်မလို့သူနောက်ကြတော့ရဲဆိုနေတော့တော့ပေါ့နော်ဆိုတော့没看见တော့လုံးဝမတွေ့ဘူး没看到တော့တတိမထားမိဘူးဆိုတဲ့နေရာမှာပို့ပြီးတော့မှသုံးတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုသူရှင်းပြထားတယ်ဆိုတော့ပြန်ပြောမယ်ဆိုတော့看见ကတခါလေးတွင်မှတွေ့တယ်看到ကြတော့သူကတတိထားမိသွားတယ်ဆိုတော့没看见ရောလုံးဝမတွေ့ဘူး没看到ကြတော့သူကနည်းလေးတတိမထားမိဘူးပြောမှဆိုတော့ကိုယ့်ရဲ့တတိမထားမိတာကြောင့်မတွေ့ဘူးเนาะအဲ့လိုမှပို့ပြီးတော့သုံးပါတယ်ဆိုတော့ဒါကတော့နည်းနည်းရှုပ်နေရပေါ့เนาะဆိုတော့ကျွန်တော်ချက်လွယ်အောင်ရှင်းပြတတ်လို့ရှိရင်အောက်မှာရှင်းခဲ့ပေးလိုက်ပါပေါ့เนาะကျွန်တော်လည်းတိတိကျကျလေးသိချင်လို့ပါဆိုတော့ကျေးဇူးပါဆိုတော့နောက်ပတ်မှာပြန်တွေ့မယ်